ဒီလူကမတော်တဆဖြစ်ပြီးတထေးကြီးတယောက်ရဲ့အသက်ကိုကယ်တင်လိုက်ရကနေသူ့ရဲ့ဘဝတစ်ခုလုံးဟာတညာလေးနဲ့ပြောင်းလဲသွားခဲ့တာပါခင်ဗျားကကျွန်တော်အသက်ကိုကယ်လိုက်တာပဲစပိုက်တာမန်းကြီးတကယ်တော့ဘာမှမဟုတ်ပါဘူးဗျာမဟုတ်တာတစ်ခုခုတော့ရှိမှာပေါ့ခင်ဗျားကိုကျေးဇူးဆက်ဖို့သူကဘာတွေပေးလိုက်တယ်လဲဗျာတီလာကျွန်တော်ဒီမှာတင်ရှိနေတာပါဟုတ်ပြီလားလုပ်ပါဗျာခင်ဗျားအတွက်ကျွန်တော်တစ်ခုခုတော့လုပ်ပေးပါရစေလွန်ခဲ့တဲ့ရက်ပိုင်းလေးတင်ချက်ဟာကဘာပေါ်မှာကန်ဆိုးဆုံးလူဖြစ်နေခဲ့တာပါသူအပြင်ထွက်လိုက်တိုင်းငှက်ကသူ့ကောင်းပေါ်ကိုပဲလာချိပါတယ်လို့မျိုးလမ်းကူးရင်လဲတက်စီကသူ့ကိုခြေဆုံးကောင်းဆုံးရင်းနဲ့ပတ်သွားတယ်လို့မျိုးမြေပြင်မှာဒေါ်လာတန်တွေ့လို့ကောက်ဖို့ကိုင်းလိုက်တဲ့အချိန်မှာလဲသူ့ပေါင်းပြီးကအကျဲကြီးပြတ်ထွက်သွားတတ်တာမျိုးတွေနဲ့ကြုံနေရတာပါသူကအဆက်တကွဲနဲ့ကိုဖုံးကွယ်ပြီးအလုပ်ကိုပြေးသွားခဲ့ရတဲ့လမ်းမှာပဲလှပတဲ့အမျိုးသမီးတစ်ယောက်နဲ့ဝင်တိုက်မိပါသေးတယ်သူကန်ကောင်းသွားပြီလို့ခင်ဗျားတို့ထင်နိုင်ပေမဲ့သူထွက်လိုက်တဲ့စက္ကန့်မှာပဲသူ့ပေါင်းပြီးကအောက်ကိုပြုံးကနေကျွတ်ကျသွားပါတော့တယ်ဂျက်ဟာသူရှင်းပြဖို့တောင်မအားခင်မှာပဲချက်ချင်းလူတူးလူဆန်းအဖြစ်တတ်မှတ်ခံလိုက်ရပါတယ်ရဲတွေကသူ့ကိုဖမ်းခေါ်သွားတာပေါ့အရာရှိကြီးကျွန်တော်ကို36လမ်းကိုခေါ်သွားမှလားနေမြေရဲစခန်းလားအဲ့ဒီနေရာကကျွန်တော်တို့တော့နိဗ္ဗာန်ပုံမှာပဲရဲစခန်းကနေထွက်လာပြီးနောက်မှာဂျက်ကသူတီဝိုင်းလေးကျင့်နေကြဘိုးလင်းကွင်းစီကိုသွားခဲ့ပါတယ်သူ့ရဲ့ကန်တရားနဲ့ဆိုရင်တော့တီဝိုင်းပြတ်သွားဖို့ဆိုတာအချိန်တစ်ခုပဲလိုတော့တာပါအဲ့ဒီနေ့မှာပဲဂီတလောကကလူရှာဖွေသူအချို့ရောက်လာခဲ့ပါတယ်တီဝိုင်းကတကယ်တော့အပိုင်တီးနိုင်ခဲ့တာပါဂျက်ကမတော်တဆအတန်းလိုင်းကျိုးကိုဆွဲပြုံးမိပြီးအကုန်လုံးပယမ်းပါတာဖြစ်သွားတဲ့အထိတော့အဲ့ဒီလူတွေကသဘောကျနေခဲ့တာပေါ့လူရှာဖွေသူတွေကစိတ်ပြက်ပြီးပြန်သွားကြတာဟာနောက်ဆုံးတားဆီးဖြစ်သွားပါတော့တယ်တီဝိုင်းကလည်းတီးမခံနိုင်တော့ပါဘူးသူတို့ကလမ်းကွဲဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဂျက်ကတောင်းပန်လိုက်တဲ့အခါမှာတော့သူတို့ကသူ့ကိုနောက်ဆုံးအခွင့်အရေးတစ်ခုပေးခဲ့တာပေါ့တပတ်အတွင်းအတန်သွင်းစာချုပ်တစ်ခုခုရှာခဲ့မရရင်တော့အားလုံးပြီးပြီပဲအကြံကုန်နေတဲ့ဂျက်ဟာတီဝိုင်းအကြောင်းတထေးကိုပြောပြဖို့မျှော်လင့်ချက်နဲ့အတန်သွင်းစတူဒီယိုရဲ့ပါတီပွဲတွေကိုခိုးဝင်ခဲ့ပေမဲ့သူကခြေသေးအဖြစ်ဟန်ဆောင်ဝင်သွားတာကြောင့်အပေါ်ထက်ကိုမတက်ဖို့ချက်ချင်းပဲအတားခံလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲကန်ရန်ကောင်းတဲ့အန်နီဆိုတဲ့အမျိုးသမီးကလမ်းလျှောက်လာပါတယ်ဂျက်ကသူ့ကိုမြင်ချင်းမြင်တက်သွားပြီးကောက်ဖို့အတွက်ကမ်းလှမ်းလိုက်တာပေါ့မီးရောင်တွေမိတ်တုံနဲ့တချင်းတန်တွေဟိန်းနေတဲ့ကြားမှာသူတို့နှစ်ယောက်ဟာအခိုက်အတန့်တစ်ခုကိုခန်းစားရင်ကွဲလဲမှာအပီပြင်ကခဲ့ကြပါတယ်သူတို့နမ်းလိုက်ကြတယ်အဲ့ဒီအနက်တစ်ချက်ကပဲကျဲရဲ့ကန်ကျမကိုထာဝရပြောင်းလဲပစ်လိုက်တာပါစက္ကန့်အနေငယ်ကြာတဲ့အခါမှာတော့အတန်သွင်းစတူဒီယိုတထေးကြီးပြန်တော့မှာကိုဂျက်တတိထားမိသွားပါတယ်သူကသူထေးနောက်ကိုအပြေးလွှားလိုက်သွားခဲ့ရကနေအစပိုင်းမှာဖြစ်ခဲ့တဲ့အခြေအနေစီကိုရောက်သွားခဲ့တာပေါ့ဂျက်ကစကားဆက်ပြောတော့မဲ့အချိန်မှာပဲအချိန်လွန်နေတဲ့တက္ကစီတစ်စီးကပြေးဝင်လာပါတယ်ဂျက်ကဘာမှမစင်စားပဲတထေးကိုဘေးကိုတွန်းထုတ်လိုက်ပြီးသူကိုယ်တိုင်အတိုက်ခံလိုက်တာကြောင့်မြေပြင်ပေါ်လွင့်ကျသွားပေမဲ့ဘာနာကျင်မှုကိုမှမခံစားရပါဘူးအစင်းရလေးတောင်မထင်ပဲဂျက်ကချက်ချင်းထားပြီးတထေးကိုကြည့်လိုက်တဲ့အခါမှာတော့တထေးဟာဘာမှမဖြစ်ပဲအံ့ဩတုန်လှုပ်ရင်းကျေးဇူးတွေတင်နေပါတော့တယ်တထေးကဂျက်ကိုဘာစုလက်လိုချင်လဲလို့မေးတဲ့အခါဂျက်ကတချင်းခွေလေးကိုထုတ်ပြပြီးအခွင့်အရေးတစ်ခုပဲပေးဖို့တောင်းဆိုခဲ့ပါတယ်တစ်ခေါက်လောက်ပဲနားထောင်ပေးပါလို့ပြောတဲ့အခါတထေးကချက်ချင်းသဘောတူလိုက်ပြီးတီဝိုင်းကိုသူ့ရုံးခန်းစီခေါ်လာဖို့ပြောတာဟာအိမ်မက်လိုပါပဲသူကထူးဆန်းလိုက်တာလို့ပြောခဲ့ပါတယ်ငါလဲကန်ကောင်းနိုင်တာပဲလားစတူဒီယိုထဲမှာတော့တထေးကလှုပ်ရိုးလှုပ်စင်တိုင်းစက္ကန့်အနေငယ်လောက်ပဲနားထောင်ပြီးတီဝိုင်းတစ်ခုလုံးကိုစာချုပ်ချုပ်လိုက်ပါတယ်သူကသူ့လက်ထောက်ကိုဂျက်အတွက်တူတင်ငွေချက်လက်မှတ်ရေးခိုင်းလိုက်ပြီးကြိုက်တယ်လို့သုံးဖို့နဲ့စိန်ခံတိုက်ခန်းတစ်ခန်းပါစီစဉ်ပေးခဲ့တာပါဒါပေမဲ့ဂျက်ကဘဝရဲ့အထုပ်ထိပ်ကိုရောက်နေချိန်မှာသူနမ်းခဲ့တဲ့အမျိုးသမီးကတော့ဘဝရဲ့အောက်ဆုံးအဆင့်ကိုရောက်သွားခဲ့ပြီးတစ်ချိန်ကကန်ကောင်းခြင်းဘယင်မဖြစ်ခဲ့တဲ့အန်နီဟာအခုတော့ဘေးဒုက္ခတွေတည်ဆောင်လာတဲ့သူဖြစ်နေပါပြီအမျိုးသားတစ်ယောက်ကအနမ်းနဲ့သူမရဲ့ကန်တွေကိုခိုးယူသွားတာလို့ဘေဒင်ဆရာကပြောလိုက်တဲ့အခါသူလုံးဝကိုစိတ်ပြတ်သွားပြီးအန်နီဟာသူ့တငယ်ချင်းကိုခေါ်ကာပါတီပွဲကကာချီတီစရင်ကိုလိုက်ရှာပါတော့တယ်ဒါပေမဲ့အမှန်တရားကိုမသိပဲဂျက်ကနာမည်တူသုံးထားတာကြောင့်သူ့နာမည်ကစရင်ထဲမှာမရှိနေပါဘူးအန်နီကစရင်ထဲကလူတိုင်းကိုလိုက်နမ်းမယ်ဆိုတဲ့ယူသွတ်တဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပြီးပထမဆုံးပြစ်မှတ်ကိုချက်ချင်းရှာတွေ့ခဲ့ရမှာတော့အဲ့ဒီလူကမင်္ဂလာဆောင်နေတာဖြစ်ပေမဲ့အန်နီကပြေးသွားပြီးလူပုံအလဲမှာသူ့ကိုနမ်းလိုက်ပြီးကီလက်မှတ်ချစ်ပေမဲ့မပေါက်တာကြောင့်ကန်ဆိုးတဲ့သူတို့သားဟာအဲ့ဒီနေရာမှာတင်အပယ်ခံလိုက်ရပါတယ်ဒုတိယပြစ်မှတ်ကတော့လမ်းဘေးကရုပ်တုလိုဟန်ဆောင်နေတဲ့သူဖြစ်ပြီးအန်နီကသူ့ကိုဆွဲခေါ်ကတစ်ချက်နမ်းပြီးတီချစ်ပေမဲ့ဘာမှမထူးတာကြောင့် ICU ထဲမှာလဲနေတဲ့လူလိုမျိုးတခြားလူတွေကိုလည်းမတွန့်မဆုတ်ပဲဆက်နမ်းခဲ့ပါတယ်သူကအဲ့ဒီလူကိုနမ်းလိုက်တယ်လို့ရေချိုးနေတဲ့လူတစ်ယောက်စီကိုလည်းပြေးဝင်ပြီးနမ်းလိုက်ပါသေးတယ်မကြခင်မှာပဲနာမည်တစ်ခုပဲကြံပါတော့တယ်အန်နီကမျောလင်းချက်နဲ့သူ့ကိုနမ်းလိုက်ပေမဲ့အတိုက်ခံလိုက်ရတာကြောင့်မျက်ရည်တွေတောင်ကျလာခဲ့ပါတယ်ဒါတောင်ထီကမပေါက်သေးတာကြောင့်အန်နီလက်လျှော့တော့မဲ့အချိန်မှာပဲကန်ဂျမာကအလှည့်ပြောင်းဖြစ်လာပြီးဂျက်နဲ့သူဟာထပ်ပြီးဆုံတွေ့ခဲ့ကြပြန်ပါတယ်